ကြောင့်တီးတန်းကြောက်စာကိုရေးမထိုးခဲ့ရရလဲလက်ရှိအချိန်ထိသူ့ဒေဒီတွေဟာဓမ္မစီဒီခေါင်းလောင်းကြောက်စာဆိုတာကိုရှာမတွေ့သေးပါဘူးကြောက်စာမရှိတာကအရန်ထူးဆန်းပါတယ်ပုံမှန်ဆိုရင်ဒီလောက်ကြီးတဲ့ကုသိုလ်အတွက်ဘယင်တွေကမှတ်တမ်းတင်လိရှိပါတယ်ဒါကြောင့်ပညာရှင်တချို့ကခေါင်းလောင်းကြီးရဲ့အရွယ်စားနောက်လူတွေပြောသလောက်မကြီးမားဘူးလို့တန်တရားရှိကြပါတယ်38,000ဆိုတာနောက်ပိုင်းမှာရွှေတကုံစာအုပ်သမိုင်းတွေမှာတွေ့ရတဲ့ကဏ္ဍတစ်ခုဖြစ်နေလို့ပါကြောက်စာမရှိလို့လုံးဝမရှိခဲ့ဘူးလို့ပြောရအောင်လဲခိုင်မာတဲ့သက်သေကရှိနေပြန်ပါတယ်အဲ့ဒါကတော့1583ခုနှစ်မှာရောက်လာခဲ့တဲ့ Venice မြို့သားကုန်တဲ့ Gasparo Belbi ပဲဖြစ်ပါတယ်ငစင်ကမရောက်ခင်ခေါင်းလောင်းကြီးရေထဲမကျခင်25နှစ်အလိုသူရောက်ရှိခဲ့တာပါသူ့ရဲ့ခီးသွွားမှတ်တမ်းတွေမှာအတိအကျရေးထားတာကရွှေတကုံကုန်းတော်ပေါ်ကခမ်းမဆောင်တစ်ခုထဲမှာကြီးမားလွန်းတဲ့ခေါင်းလောင်းကြီးတစ်လုံးကိုတွေ့ခဲ့တယ်ခေါင်းလောင်းပေါ်မှာစာရီရေးထိုးထားတာတွေ့ရပေမဲ့ဘာစာလဲဆိုတာကိုငါနားမလည်ဘူးကြီးကြီးတဲ့အခါအတန်ကအရန်ကောင်းတယ်ဒီမှတ်တမ်းကဘာကိုပြနေတယ်လဲဆိုရင်ခေါင်းလောင်းကြီးတကယ်ရှိခဲ့တယ်ခေါင်းလောင်းကိုယ်ရဲ့ပေါ်မှာစာရီရေးထိုးထားတယ်ကြောက်စာတိုင်းမဆိုင်ပဲခေါင်းလောင်းပေါ်မှာရေးထိုးခဲ့ပုံရပါတယ်ဒါပေမဲ့ဘယ်လ်ဘီကခေါင်းလောင်းရဲ့အလေးချိန်ကိုတိုင်းတာခဲ့ခြင်းမရှိပါဘူးကြီးမားတယ်လို့ပဲရေးသားခဲ့တာပါဒါဆိုရင်ပိတ်တာ3,800,000တန်300ဆိုတာဘယ်ကနေလာရလဲ